ကဲဒီနေ့မှာတော့ Street Fighter EV ညာပြီးဆုံးမှုအတွက်တရက်ပဲလိုပါတော့တယ်။တက် skin တက်ထွက်လဲဒိုးနဲ့ဘာမှဆိုင်ပါဘူးဟဲ့။ဟောဒီတစ်ခေါက်တော့ချောင်ရခံ skin လေးကိုအရန်နေကြိုက်မိနေပြီ။အဲ outfit 2ကတော့ကျွန်တော်မှရှိပြီးသားပေါ့နော်။ရှိမှလဲ outfit 1လေးလဲယူလိုက်ပါတော့မယ်ဆိုပြီးတော့ဂွေးဥရောင်ပြီးတော့ဝယ်ပြမှာဖြစ်ပါတယ်။ကဲအခုဆိုတော့ကျွန်တော်မှတုံကင်လား၊ကွိုင်လားတော့မသိဘူး198ခုတော့ရှိတယ်။ခုနေရာပြီးရင်သူက outfit တစ်ခုလဲလို့ရတယ်။ skin တစ်ကောင်ကိုတော့ကွိုင်1900နဲ့လဲရတယ်ဗျ။ကဲဟုတ်ပြီနောက်ဆုံးမှမရှိမဲ့လေးနဲ့ရှိရလေးတွေကုန်းကုန်းပြီးတော့ဖောက်လိုက်ပြီးကဲရချင်တာလဲဝယ်လိုက်ပြီးဆိုတော့တောင်းစားဖို့ပဲကြံပါတော့တယ်။အမှတွေ့လဲအားမနာနဲ့တော့ထည့်သွားကြမထွက်ရင်ခွက်နဲ့ခေါက်မယ်။ခုဆိုရင်ချောင်ရဲ့ outfit 1 can skin လေးကိုယူလိုက်ပါပြီခင်ဗျာ။ပုံစံအနေထားဆိုလုံးဝမိမိုက်ကျွတ်ထွက်နေရပဲချောင်ဆိုရဲ့ hero ရဲ့ skinny shot ကဘယ်လိုပြောရမလဲဟိုလိုပေါ့နော်ဂုံပုတ်ကိုလုံးဝပေါ်ပြနေရဒီ skin ကြီးอ่ะဗျာလုံးဝတာမန် skin တွေထက်ကိုဒီ skin ကလုံးဝကွဲပြားပြီးတော့ထွက်နေရသူဗလာအနေထားပုံစံ style အနေထားအိုးမိုက်တယ်ဟေးအဲနောက်ဆုံးမှာကျွန်တော်မိုးတုံကိုလူလိုက်ပါပြီဒါတို့ခေါ်ကြရဟုတ်တော့စိုက်ကမီလင်းနေပြန်ပြီဘာတွေထိထားပြန်မလဲမသိဘူးဘာတွေပို့ကြပြန်မလဲမသိဘူးဟဲ့တကယ်ချင်းနီရောဟုတ်လက်မကြီးနဲ့ဂျင်းမြတ်ထည့်ရလားမသိအားလေးဖက်ကြည့်လိုက်ဦးမယ်အဖရန်ချောင်ကြီးကွမ်ကွမ် give you 80 chaka moto gojo ဟဲ့ဟုတ်တော့ gojo skin ကြီးခဲ့ရလားမသိ Oh my god အဲ့ဒီကဂွေးစီရောင်းလိုက်တာတီလူနဲ့တူတယ်မဂွေးဦးနှလုံးပြန်ပေးတယ်အာတကယ်ပါဘာပြောမှန်းတော့မသိတော့ဘူးချင်းရဲ့ကျေးဇူးအများကြီးတင်ပါတယ်ဘာပြောလို့ပြောရမှန်းဩမသိတော့ဘူးဝမ်းတာလုံးလို့ကျေးဇူးအများကြီးတင်လိုက်တာတကယ်ချင်းရဲ့တကယ်တော့ငါလည်းဂူဂျိုရမ်းကြိုက်တာဒါပေမဲ့လည်းမိုးရနိုင်ဘူးပေါ့နော်ခုတော့လက်ဆောင်ပေးတော့လဲကျေးဇူးတင်လိုက်တာတကယ်ချင်းရဲ့ဘာလို့ပြောလို့ပြောရမှန်းမသိတော့ဘူးရှေ့ရတဲ့တကယ်ချင်းလည်းဒီထက်မကအများကြီးအောင်မြင်ပါစေဗျာရှေ့ရတဲ့သူတွေနဲ့လည်းဘဝကိုပြောရွှင်နဲ့တဆုံးတိုင်အောင်ဖြတ်တိုင်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်တကယ်ချင်းရဲ့